မိဘကိုလှုပ်ကြွေးတဲ့သူကရှာဖွေရပိုလွယ်တယ်။မိဘကိုဖြည့်ဆည်းပေးတတ်တဲ့သူကပိုပြည့်စုံလာတယ်။မိဘကိုပြန်ကြည့်တတ်တဲ့သူကပိုအဆင်ပြေလာတယ်။မိဘစကားနားထောင်တဲ့သူကပိုစိတ်ချမ်းသာရတယ်။ဒါကြောင့်ရှိနေတော့မှသိတတ်ပါ။အသက်ကြီးမှပြန်ကြည့်မယ်လို့မတွေးပါနဲ့။ကိုပြန်ကြည့်နိုင်တဲ့အချိန်သူတို့ရှိခြင်းမှရှိပါလိမ့်မယ်။မချမ်းသာလို့မပြည့်စုံသေးလို့ဆိုတဲ့စင်ကြီးတွေအစားကိုတက်နိုင်သလောက်အဖေမေကြိုက်တတ်တဲ့မုံကလေးတစ်ထုပ်အနှွေးတယ်လေးတစ်ထည်ဖနက်တရံလေးနဲ့တင်သူတို့ကိုစိတ်ချမ်းသာစေတယ်ပြည့်စုံစေတယ်။စကားတခွန်းရှိတယ်။မိဘအတွက်ကုန်သွားတဲ့ငွေကအမြဲ10လပြန်လာတယ်။ကိုယ်စီကနည်းနည်းရပြီးများများပေးခြင်းသူကမိဘတွေအပြင်မရှိပါဘူး။လက်ရှိအောင်မြင်နေတဲ့သူတွေကိုကြည့်ရင်မိဘကိုတည်တဲ့သူတွေချမ်းသာနေတဲ့သူတွေကိုကြည့်လိုက်ရင်လည်းမိဘကိုဘယ်တော့မှမညှို့ညင်တတ်တဲ့သူတွေမယုံမရှိနဲ့သူတို့ကြောင့်မိဘအဆင်ပြေတာမဟုတ်ပဲမိဘကြောင့်သူတို့အဆင်ပြေနေတာကိုသူတို့ယုံကြည်တာဒါကြောင့်မို့မိတ်ဆွေလည်းမိဘနှစ်ပါးတက်ရှိထင်ရှားရှိနေစဉ်မှာဖျားတဆူကူးတစ်လုံးကဲ့သို့ကိုးကွယ်နိုင်ပါစေအားလုံးကိုကျေးဇူးတင်ပါတယ်